မင်္ဂလာပါခင်ဗျာဒီနေ့တော့အချိန်သိမ့်မပေးရဘဲနဲ့အရန်စားလို့ကောင်းတဲ့ရေပဝဲမင်ဆိုဟင်းလေးချက်စားပြလို့ကျွန်တော်ရဲ့ချက်ပြုတ်ပုံလေးကိုလာရောက်မျှဝေပေးတာဖြစ်ပါတယ်ဒီဟင်းလေးကအချိန်သိမ့်မပေးရဘူးခဏလေးနဲ့ချက်တာ9မိနစ်လောက်ပဲအချိန်ပေးရတယ်အိုးပူလာရင်စီထည့်မယ်ပြီးရင်ကြက်သွန်ပြူကြက်သွန်နီလေးစီတက်ပါမယ်ကြက်သွန်ပြူတော့နုံနုံကလေးပေါက်ထားပြီးတော့ကြက်သွန်နီကိုတော့ပါပါလေးပဲလှီးပြီးအသုံးပြုထားပါတယ်ခင်ဗျာကျက်သွန်ပြူလေးစီတက်တာမွေးလာပြီဆိုမှကျက်သွန်နီထည့်ပါမယ်ကျက်သွန်နီလေးကိုလည်းနွမ်းလာတဲ့အထိစီတက်ပေးလိုက်ပါမယ်ဒါပြီးရင်တော့ကျွန်တော်မာလာအနှစ်နည်းနည်းထည့်ပါမယ်ဒီနေ့ရေပွဲဟင်းလေးကိုကျွန်တော်ကမာလာအရသာလေးစားခြင်းလို့မာလာအနှစ်ကလေးတစ်စွန်းလောက်အသုံးပြုပါမယ်မာလာအနှစ်လေးထည့်ပြီးတော့စီလေးတက်ပြီးတာမွေးလာပြီဆိုရင်တော့စီကြောတန့်စင်ထားတဲ့ရေပွဲလေးတွေထည့်လိုက်ပါမယ်ဒီ baby auto bus လေးတွေကိုလည်းတနေ့တုန်းက Capital Supermarket ကနေပဲရခဲ့တာပါကျွန်တော်ကလေပျက်စီးသွားမလားမသိဘူးလို့နောက်ရက်မှချက်မှာဆိုပြီးကျွန်တော်စမ်းပြီးဝယ်လာခဲ့တာဝယ်တာနည်းသွားပါတယ်အခုတော့ကျွန်တော်တယောက်စာလောက်ပဲရတော့တယ်ရေပွဲလေးတွေထည့်တေချာမွေးပေးပြီးရင်တော့ဟင်းအနံ့လေးမွေးလာအောင်လို့နာဂါဆာကီတစ်စိမ့်9-3 កောင်ငံပြာရည်လေးထည့်ပါမယ်ခင်ဗျာဒီငံပြာရည်ဘူးလေးကလေတော်တော် premium ဆန်တယ်ပလင်းဖုံးလေးကလည်းတက်တက်ရရက်ကလေးသူကတခြားငံပြာရည်ပလင်းတွေလို့မဟုတ်ဘူးပေါ့နော်ဖုံးလေးပြန်ပိတ်ထားလို့ရှိရင်ဘူးလဲကျသွားရင်လည်းငံပြာရည်တွေယိုမကျတော့ဘူးဒီငံပြာရည်လေးကတော့လေ quality ကလည်းကောင်းထုတ်ပိုးမှုကလည်းကောင်းဘာမှပြောစရာမရှိဘူးအရမ်းမိုက်တယ်ငံပြာရည်လေးကိုတော့ကျွန်တော်ဒီမှာရောင်းမလေးနဲ့စွန်းစာလောက်ကိုပဲအသုံးပြုပါတယ်ပြီးရင်တော့ဟင်းနံလေးမွေးအောင်လို့တေချာမွေးပေးလိုက်ပါမယ်အခုဆိုရင်တော့မြင်တဲ့အတိုင်းပဲเนาะရေပွဲလေးတွေကကြက်လာပြီဆိုရင်သူ့ရဲ့ bike တွေကလေမှင်အိတ်ကလေးတွေကနေပြီးတော့မှင်လေးတွေထွက်လာပြီပေါ့เนาะဒီမှင်လေးတွေကလေစိတ်နဲ့အရသာရှိတယ်ကျွန်တော်တို့ကင်းမွန်တို့ရေပွဲတို့မှာဆိုရင်လေဒီမှင်အိတ်ကလေးကိုမဖယ်ပြင်းနဲ့ဒီမှင်အိတ်ကလေးကိုထည့်ချက်လို့ရှိရင်လေဟင်းရစစ်စိတ်ကလေးသူ့ရဲ့အရသာကစိတ်တဲ့အရသာရှိတာဟင်းရဲ့အရသာအတွက်ကိုတော့ထညက်ခဲတေးသေးလေးတစ်လုံးထည့်မယ်အသားမှုတ်လေးနည်းနည်းနဲ့အချုံမုတ်ကလေးနည်းနည်းလေးပဲထည့်မယ်သူ့ဘာသူမှင်လေးကစိတ်နေပြီးသားဆိုတော့ဟင်းအရသာတိတ်ပြောစရာမရှိတော့ဘူးသူ့ဘာသူပြည့်စုံနေပြီကျွန်တော်ကရေပွဲဆိုရင်ဒီလိုအကောင်သေးသေးလေးကိုကြိုက်တာအဲ့လိုမျိုးအကောင်လိုက်လေးတွေချက်လို့ရှိရင်လေအဲ့ဒီမှင်လေးတွေထွက်လာတော့လေအရန်စိတ်စိတ်ကလေးစားလို့ကောင်းလို့လေဟင်းရဲ့အရသာလေးကိုမြည်ကြည့်လိုက်တာအနေတော်ပဲဆိုတော့နောက်ဆုံးအနေနဲ့မြုပ်သီးအနီတောက်ကလေးတွေလှီးထားတာထည့်လိုက်ပါမယ်ကဲခုဆိုရင်တော့ရေပွဲဟင်းလေးကြက်သွားပါပြီခင်ဗျာရေပွဲကိုချက်မယ်ဆိုရင်လေအကြာကြီးချက်စရာမလိုဘူးเนาะရေပွဲကိုချက်မယ်ဆိုလို့ရှိရင်အကြာကြီးတဲလေးအသားမာပြီးရောဘာကြီးလိုဖြစ်သွားတတ်တယ်ပေါ့เนาะအဲ့ဒါကြောင့်ဒီရေပွဲလေးတွေဟင်းချက်စားတဲ့အခါမှာလေအကြာကြီးအချိန်မပေးရဘူးခဏလေးနဲ့ကြက်တယ်အခုဆိုရင်မာလာအနက်မှုမွေးလေးနဲ့ရေပွဲမင်ဆိုဟင်းလေးကြက်ပါပြီခင်ဗျာတငယ်ချင်းတို့လည်းရေပွဲလေးတွေရလို့ရှိရင်လေဒီလိုမျိုးလေးချက်စားကြည့်ပါမှင်အိတ်ကိုလုံးဝမဖယ်ပြစ်နဲ့နော် तू ကအဲ့လိုမျိုးမှစိတ်စိတ်ကလေးနဲ့စားလို့ကောင်းတာအရန်စားလို့ကောင်းပါတယ်ချက်ပြအောင်ချက်စားကြည့်ပါခင်ဗျာကဲဗီဒီယိုလေးလည်းရှည်သွားပြီဆိုတော့အခုဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်ပါရစေခင်ဗျာအားလုံးပဲနေကောင်းချမ်းသာကြပါစေနော်ကျမ်းမာရေးအထူးဂရုစိုက်ကြပါကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်